အားလုံးပဲမင်္ဂလာပါငလျင်လှုပ်တဲ့ကအလန်းထမြည်အောင်ဒီလိုမျိုးစော်ပွဲလေးကိုဖုန်းထဲမှာထည့်ထားမယ်ဆိုလို့ရှိရင်တော့ငလျင်လှုပ်တာနဲ့အလန်းထမြည်ပေးမှာဖြစ်ပါတယ်ကိုကတကယ်လို့အိပ်ပျော်နေရင်တော့မှဒီဖုန်းကရောအလန်းထမြည်ပေးမှာဖြစ်ပါတယ်နောက်တစ်ခုကကြတော့တခြားမြို့နယ်တွေမှာဘယ်လောက်ပြင်းအားနဲ့လှုပ်သွားလဲဆိုတာကိုအတိအကျသိရမှာဖြစ်ပါတယ်ဖုန်းထဲကိုဒီ application လေးကိုထည့်ပြီးတော့ setting ချိန်တဲ့နည်းလေးကိုပါပြောပြပေးသွားမှာဖြစ်ပါတယ် Android ကော iOS ကောအကုန်လုံးရပါတယ်ဆိုဝဲတဲ့ဝင်လာတာနဲ့ welcome ဆိုတဲ့နေရာမှာနေကိုတစ်ချက်နှိပ်ပေးလိုက်ပါပြီးကြလို့ရှိရင် location မှာလည်းနေကိုတစ်ချက်ထည့်နေပေးလိုက်ပါဒါကတော့ nodi ပေါ့နော် nodi ကိုလည်းတစ်ချက်နှိပ်ထည့်နေပေးလိုက်ပါဒါဆိုလို့ရှိရင်တော့ရတော့ပါပြီဒါကတော့ငလျင်လှုပ်သွားတဲ့နိုင်ငံစည်းသီးကိုသူကပြပေးထားတာဖြစ်ပါတယ်ဘယ်နိုင်ငံမှာကတော့ဘယ်လောက်ပြန်နဲ့လှုပ်သွားရဲဆိုတာကိုပြပေးထားတာပေါ့ဒီမှာဆိုရင်တော့မြန်မာပေါ့နော်ဒီမှာနေပြည်တော်နားမှာလှုပ်သွားပေါ့နော်ဒါဘယ်လောက်ပြန်နဲ့လှုပ်သွားလဲဆိုတာသူကပြပေးထားတယ်ဒါကတော့အရင်တုန်းကပြီးခဲ့တဲ့နိုင်ဒီကလှုပ်သွားတဲ့အချိန်ကိုသူကပြပေးထားတာပေါ့နော်အဲ့ဒါကိုမှကျွန်တော်တို့က setting ထဲမှာသွားပြီးတော့ setting ဘယ်လိုချိန်ရမလဲဆိုတာကိုပြပေးပါမယ် setting ထဲကိုတစ်ချက်ဝင်လိုက်မှာအောက်နားမှာရှိပါတယ်ဒါကမှဒီမှာ silent ဖြစ်နေရင်တော့မရဘူးပေါ့နော်ဒါကအလန်းလာရင်လာမဲ့အတန်းပေါ့နော်ကျွန်တော်ကတော့ဒီမှာဒီအတန်းလေးကျွေးထားရပေါ့နော်ပြီးကြတော့သူကလည်းမျိုးစာပေါ်လာမယ်ပေါ့နော်သူတကယ်လို့ငနေလှုပ်လို့ရှိရင်တို့ဒီမှာပြီးကြတော့သူကနိုင်ငံရွေးခိုင်းနေပေါ့နော်တခြားအနီးနားမှာရှိတဲ့နေရာကြီးလားမဟုတ်ဘူးလားဘယ်လိုလဲကျွန်တော်ကတော့ကိုယ်နိုင်ငံလို့ရေးလိုက်ပဲနော် my country ရွေးထားတယ်ပြီးတော့ကိုနေတဲ့ region ပေါ့နော် region ကဘယ်မှာလဲကျွန်တော်ကအခုဂျပန်မှာနေရာဖြစ်တဲ့အတွက်ဂျပန်မှာဖြစ်နေပါတော့တကယ်ချင်းတို့ကမြန်မာနိုင်ငံဖြစ်တဲ့အတွက်မြန်မာကိုရွေးပြီးပေါ့နော်နိုင်ငံရွေးပြီးပြီဆိုတာနဲ့ကိုကပြင်းအားဘလောက်မှာအလန်းကိုလာစေချင်တာလဲဆိုတာရွေးလို့ရပါတယ်ကျွန်တော်ကတော့ဒီမှာပြင်းအား3ဖြစ်တာနဲ့ကျွန်တော်ကအလန်းကိုလာစေချင်တာဖြစ်တဲ့အတွက်3ကိုရွေးထားပါတယ်တကယ်ချင်းတို့ကကိုယ်စိတ်ကြရွေးလို့ရပါတယ်3လောက်ကတော့အတင်းအသင့်ပဲလို့ကျွန်တော်ကတော့ထင်တယ်ပေါ့နော်အဲ့မလို့ကျွန်တော်3ကိုရွေးထားပါတယ်ဒါဆိုလို့ရှိရင်တော့ setting ချိန်တာလေးကဒီလောက်ဆိုရင်တော့ငလျင်လှုပ်တာနဲ့အလန်းလာမှာဖြစ်ပါတယ်အားလုံးပဲငလျင်ပေးရနေရရောကင်းဝေးကြပါသေးလို့အားလုံးအတွက်ဆုတောင်းပေးပါတယ်